နိုင်ငံရေးရCR page ကလိုအပ်တယ်နိုင်ငံရေးရကျွန်တော်တို့ CR page ကနေမှတစ်ဆင့် UNCC ကိုဖွဲ့ဒီကကျွန်တော်စဉ်းစားကြည့်ကျွန်တော်ဒီလိုမျိုးရှုနေတဲ့သူတွေရဲ့စဉ်းစားချက်တွေကဘာလဲဆိုလို့ရှိရင်ဒါ2006ကလာတဲ့ legitimacy ဖြစ်တယ်ဆိုတဲ့အားလုံးကိုစဉ်းစားတရားဝင်မှုကိုဘယ်လိုမျိုးတိစောက်ကြမလဲဆိုရင်ဒါကပြည်သူလူထုနဲ့တသားတည်းရှိဖို့လိုအပ်တယ်ပြည်သူကလက်ခံလို့ရှိရင်လွတ်တော်ထဲမှာပြည်သူရဲ့ကိုယ်စားဘာတွေစကားပြောနေလဲပြည်သူရဲ့လိုအပ်ချက်တွေဘာတွေပြောနေလဲပြည်သူကဟိုမှာထမင်းငတ်နေပြည်သူရဲ့ဟိုမှာလင်းရင်ဘုံနိုင်နေခံစားနေရပြီပြည်သူကဟိုမှာဆစ်ဆောင်နေရပြီကိုမျိုးသူကအနေနဲ့ကတော့ဒီလက်ရှိနိုင်ငံရေးအခြေအနေရပါတော့ဒီတော်လန်ရေးကိုဆက်လက်တည်ဆောင်နိုင်ရေးဖို့အတွက်ပေါ့နော်ဒီတော်လန်အင်အားစုတွေနဲ့ဘာတွေများလှုပ်ဆောင်ဖို့တက်ပါတယ်လေရှင့်ဟုတ်ကဲ့ကျေးဇူးပါဟိုဘာတွေလုပ်ဖို့လို့လဲဆိုတော့အရေးကြီးဆုံးအောင်စစ်တပ်နဲ့မညီဘူးအရေးကြီးဆုံးလို့ပဲပေါ့နော်အခုကတော့အတန်ကြီးအများကြီးထွက်နေပေါ့နော်အတန်ကြီးအများကြီးထွက်ဆိုအခုမှတော့မဟုတ်ပါဘူးဒီတော့ဒီ2025ဒီ match လ28မှာဒီမန်လေးမှာငလီလုတ်ပြီးသွားတဲ့နောက်ပိုင်းမှာတော့ကြစ်လောင်ထွက်ပေါ့အဓိကတော့ humanitarian aid dialogue ဆိုတဲ့ဥစ္စာကိုဝိုင်းတည်နေကြတဲ့ဟာရှိအဲဒီတော့ဆိုလည်းတော့ JCB ဘာညာပေါ်လာပြီးတော့အဲ့ခါကိုတည်တယ်ဆိုပြီးတော့ဒါမီဒီယာမှာလည်းကျွန်တော်တောက်လျှောက်တွေ့ရတဲ့ဥစ္စာရှိရဲဟိုnetwork တွေမှာပေါ့ကျွန်တော်နဲ့ထိဆိုင်တဲ့ network တွေမှာလည်းဒါကြားနေရတယ်ဆွေးနွေးနေတယ်ဆိုတဲ့ဟာရှိပြောတာတော့အခုကတော့နောက်တစ်နေ့ကိုထပ်ရောက်လာပြီပေါ့တော်လိုင်းရဒီ2021ကစရဆိုလို့ရှိရင်အခု9နှစ်ဆိုတဲ့အချိန်ကိုရောက်လာတဲ့အခါမှာဒါတဖြည်းဖြည်းနဲ့ကတော့အချိန်ကတော့သူကလူပြောမယ်စလာကနေသူကအမြင့်ဆုံးထိတော့မယ်အမြင့်ဆုံးထိတော့မယ်တော့ပြန်ရှုံးကြနိုင်တယ်အနေထားရှိနေတယ်တော့တွားတာတော်လိုင်းမှမဟုတ်ပါဘူးဖြစ်တော့တဘောတရားအဲ့တိုင်မရှိပါဘူးရှိနေတဲ့အခါကျတော့အဲ့ဒါတွေတော့ဖြစ်လာနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုဘာမလုပ်ဖို့အရေးကြီးဆုံးပေါ့ဒီဟာကျွန်တော်ဒေါ်လာကြီးကိုရှေ့ဆက်တယ်လို့ဆိုလို့ရှိရင်ဒီကြတော့ကျွန်တော်ဒီအစုဖွဲ့ရင်းစုတွေကဟိုစစ်တပ်နဲ့မညှိနိုင်ဘူးဆိုတော့စစ်တပ်နဲ့မညှိနိုင်မယ်ကိုယ့်ချင်းညှိနိုင်မှုကတော့အရေးကြီးတယ်လို့ဆိုယူဆတယ်နော်အခုဆိုလို့ချင်းဒီနောက်ပိုင်းဖြစ်တဲ့ပြက်လာကျွန်တော်မြင်နေရတယ်ရှိတယ်ဒါစီကြီးကတပ်ပေါင်းစုတိဆောက်ကြရင်နိုင်ငံရေးကတပ်ပေါင်းစုတိဆောက်ကြရဆိုတဲ့နေရာမှာပဲဒါလဲလဲဖြစ်ထားတဲ့ဟာရှိဖြစ်ထားတဲ့ဟာတွေဆိုအဓိကတော့လို့ဒီနိုင်ငံရေးကဖြည့်ရှင်းရမယ့်ကိစ္စတွေကိုဖွဲ့စည်းရေးကြားထဲမှာမဟာမိတ်တွေကြားထဲမှာတော့နိုင်ငံရေးကမရှင်းမနဲ့စီရေးကလက်နက်တုံးပြီးတော့ကျွန်တော်ရှင်းရတဲ့ကိစ္စတွေပေါ့ဗျာအဲ့ဟာတွေကဒါမလိုလားတဲ့ဘယ်နဲ့ကျွန်တော်လုပ်တယ်လုပ်တွေဖြစ်တယ်လို့ကျွန်တော်ယူဆတယ်အဲ့ဟာတွေကပဲကျွန်တော်တို့အချိန်တည်နေတယ်ကျွန်တော်ဒေါ်လာကြီးကို80တယ်ပေါ့ဆိုတော့အဲ့ဒါတွေကိုမလုပ်ဖို့လိုအပ်အရေးကြီးအဲ့လိုအဲ့ခုနကလိုပေါ့အဲ့လိုစစ်တပ်နဲ့မဆွေးနွေးဘူးပြီးရင်ကိုယ့်ရင်အားကြီးမပေါ့ဖို့ဆိုတဲ့ဥစ္စာလိုအပ်တယ်မထားပေါ့အဲ့လိုဒီယူဟာဆိုလို့ရှိရင်ဒီ89မှာဘကပပြိုကွဲတဲ့ဥစ္စာရှိတယ်ဒါပြိုကွဲကဘာလို့ပြိုကွဲလဲဆိုတော့အာနာသိန်းဘကပတက်တွင်းကဒီသူ့ရဲ့လက်အောက်မှာရှိတယ်သူဘကပရဲ့ဒီ COC မှာရှိတဲ့တက်တွေကသူ့ကိုပြင်ပြီးတော့လုပ်တဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဒီဟိုပေါ့ကျွန်တော်ကြားဘူးရပါတော့ကျွန်တော်လည်းသိရမှာကျွန်တော်လည်းဘယ်သူနဲ့မှလည်းမသိပါဘူးဒါပေမဲ့ကျွန်တော်ဖတ်ဘူးရဲ့လောက်ဆိုရှင်သူကစစ်မဖြစ်အောင်သူကမပြည့်အောင်ပေါ့နော်အဓိကတော့သူကအဲ့လိုအဲ့မှာရှိတဲ့လူတွေကိုသူကဒီအဲ့လိုဘယ်လိုပြောမလဲဒီအာနာဒိမ့်မဲ့ကောင်လာတယ်ပေါ့ဗျာ UWC ကအာနာဒိမ့်မှုလာတဲ့အခါမှာသူကကြည့်မပေါက်ဖို့တားတယ်လာမယ်ဆိုတာလည်းသိရဖြစ်တော့မယ်ဆိုတဲ့ဟာကိုလည်းသိရအဓိက policy change လိုက်တရုတ်ပြည် policy change လိုက်အချိန်မှာဒီအရင်ဖြစ်တော့မယ်ဆိုတာလည်းသိရတင်းလန်းထွက်တယ်အကုန်လုံးကလည်းအချိန်တွေကိုနားလည်နေကြပြီဗျဒါပေမဲ့တကယ်လို့သူတို့လာခဲ့ပြီဆိုလို့ရှိရင်လာပြီးတော့သူတို့ကိုအဲ့လိုမျိုးဒီဟောပေါ့အာနာလာဒိန်းတဲ့သူတွေနဲ့ဒီဘယ်လိုလဲဌာနချုပ်မှာရှိရပန်ဆန်းဌာနချုပ်မှာရှိရဒီစောင့်တက်တွေနဲ့အချိန်မပေါက်ဖို့ဆိုပြီးတော့ပါတီကတားရတယ်ဆိုလို့ဆိုတာရှိပြန်တာဘာလို့လိုမျိုးတားရလဲဆိုလို့ဆိုတာလဲခုနကလိုတော့အချင်းချင်းကြည်ပေါက်ဖို့ဆိုတာအဓိကဘာလို့သူကအဲ့လိုမျိုးအလွယ်လင့်တကူသူတို့ဟိုပြတ်သွားတယ်သူတို့ဖြစ်သွားတယ်ဆိုကျွန်တော်အချင်းချင်းကြည်ပေါက်အောင်တားရလို့ပြောချင်တာဗျသူအာနာလာဒိန်းတဲ့ဥစ္စာတော့မှသူအချင်းချင်းကြည်ပေါက်အောင်တားဘာလို့သူကလို့ကြည်ပေါက်အောင်တားလဲချင်းချင်းကြည်ပေါက်တယ်လဲဆိုလို့ကျွန်တော်စစ်ဆက်ညင်နေဆိုတော့တော်လိုင်းရာသူချင်းလက်ရှိချိန်ဒီမှာသူကတော့တည်ငါအဖြစ်တော့သူ့အာနာဒိန်းနေဟိုသူ့အထက်ရတက်ကသူ့အာနာပြန်ဒိန်းနေဘာညာဆိုတာဖြစ်နိုင်တယ်ဖြစ်တယ်ဖြစ်လည်းဖြစ်ခဲ့ပေါ့ဒါပေမဲ့ရေရှည်မှာကြာလို့ရှိရင်တော့ဒါပြောင်းပါပဲတော်လိုင်းကြီးကဆက်ရှိနေမှာဒီမှာအဲ့တော့သူကဆက်ပြီးတော့တိုက်နေရမယ်သူတွေလောဆယ်ချိန်ဒီမှာတည်ငါအဖြစ်စမပြေတော့လေပြီးရင်တော့ပြန်တီးဆောင်အောင်ပါပြန်ပြီးတော့သွားအောင်ပါချင်းချင်းကြီးပေါက်ပြီးသွားလို့ရှိရင်စစ်ဆိုင်တီးဆောင်ခက်တယ်ဆိုတဲ့ဟာနဲ့ကျွန်တော်ကဒါကြည်ပေါက်အောင်တားခဲ့တဲ့နေထားရှိတယ်ပြောချင်တာဗျဘယ်လိုနိုင်ငံရေးနည်းနဲ့ပဲသူစဉ်းစားပဲနိုင်ငံရေးကရည်ရှိကိုတွေးပြီးတော့သူလှုပ်ခဲ့ကြတယ်ဆိုတဲ့ဥစ္စာကိုပြောချင်တာဗျဒါပေမဲ့ကျွန်တော်တို့ဒီဘက်ဟိုမှာကျတော့အဲ့ဟာနဲ့ထောက်ပြီးခဲ့တဲ့ခေါက်ကဆိုလို့ရှိရင်လည်းဒါ MND နဲ့ DNL နဲ့ဖြစ်တဲ့ဒိတ်စာဆိုလို့ရှိရင်ဒါချင်းချင်းကြီးပေါက်တော့ဥစ္စာပဲနော်ချင်းချင်းကြီးပေါက်ရုံနဲ့မဟုတ်ဘူးသူက data ခံဒီမှာခံလိုက်ရတယ်ဆိုပြန်တော့ကျွန်တော်ကြီးမကြုံရအခုထိလည်းအဲ့ data တွေမှာဘယ်လိုမလဲဟိုဒါမနေ့ကဆိုလို့ရှိရင် MND က live show နဲ့ဒီနမ်တူနဲ့ကြားတဲ့ဟောပေါ့ TNL control area မှာသူတို့ plan လာစိုက်သွားတယ်ဆိုတဲ့ဥစ္စာကျွန်တော်တွေ့ရတယ်ပြောနေပြလို့ညှိနှိုင်းခက်သွားတယ်ဆိုတဲ့နေထိုင်မဖြစ်အောင်အဲ့လိုကျွန်တော်တော်လိုင်းရင်ရာစုကြည်မပေါအောင်ပြင်မလားအဲ့လိုပြောရဆိုတာခက်သွားအောင်
မလုပ်တာကောင်းတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့လက်ရှိအချိန်ဒီမှာတော့ဒီအဲ့ဟာတွေကိုကျွန်တော်မြင်နေရတယ်ဆိုတာဟာမျိုးရှိတယ်အဲ့တော့တော်လိုင်းဆက်တယ်သွားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဟာတွေကကျွန်တော်တို့အတွက်အဲ့လိုအခက်အခဲဖြစ်မယ်ပြီးနောက်တစ်ခုကတော်လိုင်းဆက်တယ်သွားဖို့အတွက်ဆိုရှင်ကျွန်တော်တော်လိုင်းညာဆိုကြတယ်မှာဒီ political coalition political cohesion ကျွန်တော်ရှိဖို့ပေါ့နိုင်ငံရေးစုစည်းမှုရှိဖို့ကျွန်တော်တို့လိုအပ်တယ်အဲ့တော့ကျွန်တော်ဒီတောက်လျှောက်ကျွန်တော်တို့ကတော်လိုင်းရေးကဒီ2017ခဏကနေဒီချိန်ထိကျွန်တော်စီရအလုပ်တွေအများကြီးလုပ်နိုင်တယ်အများကြီးမှလုပ်နိုင်တယ်လုပ်နိုင်ကြမှာအဲ့လိုဘာပြည်စစ်တမိုင်းမှာဒီစစ်တပ်ရဲ့တမိုင်းမှာခါမှတကောင်နေမကြုံဘူးတဲ့ချိန်တွေထိဖြစ်အောင်လို့အခုချိန်ထိလည်းကျွန်တော်အဲ့အနေထားကိုဆက်ထိန်းထားနိုင်တဲ့အနေထားမှာရှိတယ်အဲဒါဟောဘယ်လိုပြောမလဲပြီးမှလည်းအင်အားစုတွေပဲမဟုတ်တပြည်လုံးမှာရှိတယ်တမျိုးသားလုံးကတော်လိုင်းနေတော်လိုင်းရေးချိန်နေရဆိုတမျိုးသားလုံးကစစ်တပ်ရဲ့အာဘာဟန်မှာကျွန်တော်စစ်တပ်ထက်တော့အာဘာဟန်မှာရှိတယ်တို့တော့ကျွန်တော်တို့တမျိုးသားလုံးကစုစည်းလို့မရဘူးတမျိုးသားလုံးဆိုတော့အောက်မှာစုစည်းလို့ရမယ်ပြန်လာရှိတယ်ကျွန်တော်စီရေးကကျွန်တော်အများကြီးလုပ်နိုင်တယ်တို့တော့နိုင်ငံရေးကတမျိုးသားလုံးအောက်မှာကျွန်တော်စုစည်းဖို့ခက်နေရဆိုတဲ့ဥစ္စာကိုကျွန်တော်တွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်လိုချင်တဲ့ပန်းတိုင်းကျွန်တော်လိုချင်တဲ့ရည်မှန်းချက်ကျွန်တော်တို့တော်လိုင်းရေးရဲ့နာကကျွန်တော်တော်လိုင်းရေးရဲ့ပန်းတိုင်းကကျွန်တော်စီရေးတစ်ခုနဲ့တိဆောက်လို့မရဘူးနော်စီရောနိုင်ငံရေးကိုကျွန်တော်ပေါင်းဆက်ပြီးတော့တွားမှာပဲကျွန်တော်တို့အဲ့ဟာကဖြစ်နိုင်မှာပေါ့နော်ဒါပေမဲ့ပြန်လာအခုချိန်ကြီးကျွန်တော်အဲ့ဟာကိုမလုပ်နိုင်ဘူးအဲ့တော့ကျွန်တော်ရင်ဆိုင်နေရတဲ့အကြီးမားဆုံးခက်ခဲတော့အဲ့ဟာပဲအဲ့လိုခုနဟာကြီးလည်းရှိရဆိုပေမဲ့တစ်ဖက်မှာလည်းကျွန်တော်ကအဲ့ဟာကြီးဘာလို့ဖြစ်လဲဆိုရှင်တော့ကျွန်တော်ကနိုင်ငံရေးကစုစည်းမှုကိုကျွန်တော်မတိဆောက်နိုင်တဲ့အတွက်ကျွန်တော်ခံနေရတယ်ဆိုတော့ပေါ့တောက်လျှောက်ပါပဲကျွန်တော်တောက်လျှောက်ကြုံနေရတဲ့ခက်ခဲရတော့အဲ့နိုင်ငံရေးကကျွန်တော်အဲ့လိုစုစည်းမှုကိုကျွန်တော်မလုပ်နိုင်စီရေးကတော့စုစည်းနေနိုင်တယ်လောက်ကြရတယ်ဒါပေမဲ့နိုင်ငံရေးကအဲ့ဟာကိုစုစည်းမှုဆိုတဲ့အခါမှာကျွန်တော်အဲ့လိုမျိုးကွဲကြရပေါ့ဗျာအဲ့လိုစုစည်းဖို့ခက်တယ်ဆိုတာဖြစ်တယ်ပေါ့ခုလောဆိုဆိုရင်ကျွန်တော်တောက်လျှောက်တော့ပေါ်ခဲ့တဲ့ဒါဟော NUG ပေါ်တယ် NUG ပေါ်လာတယ် NUG ပေါ်ရလောနေ NUG ကနေတစ်ဆင့်မှာဟိုဖွဲ့ထွက်ဒီဖွဲ့ထွက်ဆိုတဲ့အခါမှာ bit 7ဆိုပြီးတော့ဖွဲ့တယ်အဖွဲ့ရှိထား bit 7ဆိုပြီးပေါ်လာတယ် bit 7ကနေဒီကလည်း NUG လိုပဲဘာတော့ပြောချင်တာဗျာအဲ့လိုမျိုးတစ်သွားလည်းမဟုတ်ဘူးညဒါပေမဲ့ bit 7လည်းပျောက်သွားတယ်ပြီးရင်တော့နောက်တစ်ခုထပ်ပေါ်လာတယ် MEC တဲ့ပြီးရင် GCB တဲ့ပေါ်လာတယ်ပြီးရင်ခုနောက်ဆုံးကျတော့ SCEF ဆိုပြီးတော့ထပ်ပေါ်လာတယ်ဒါပြောချင်တာတော့နိုင်ငံကြီးကကျွန်တော်တိဆောက်ဖို့ကြိုးစားကြတယ်လုပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးသူဟိုကတတ်နိုင်တော့သူကစုပြီးတော့လုပ်ကြတယ်ဒါပေမဲ့အဲ့ဟာကအဲ့လိုပြောမယ်တကယ်ကိုချုံတော်မှုအားကောင်းတယ်ပြီးရင်နောက်တစ်ခုကဘုံမှန်းချက်တူတယ်ဘုံလုပ်ငန်းစဉ်တူတယ်အဲ့လိုတကယ်ဟိုဖြစ်တဲ့ဘယ်လိုပြောတက်ပေါင်းစုနိုင်ငံကြီးကစုစည်းမှုတစ်ခုကျွန်တော်မတိဆောက်နိုင်ဘူးပေါ့အဲ့တော့ကျွန်တော်တော်လိုင်းကြီးကိုရှေ့ဆက်တယ်သွားဘူးဆိုလို့ရှိရင်ကျွန်တော်အဲ့ဟာကိုတိဆောက်ဖို့ကျွန်တော်ကတော့တိဆောက်ဖို့လို့နိုင်ငံကြီးကတက်ပေါင်းစုတစ်ခုနိုင်ငံကြီးကစုစည်းနိုင်တဲ့ဒီအခြေအနေတွေအကုန်လုံးကိုလက်ရှိဒီဖြစ်ပျက်နေတာဖြစ်ပျက်တွေအကုန်လုံးမှာပါဝင်ထိုက်တဲ့သူအကုန်လုံးစုစည်းထားနိုင်တဲ့နိုင်ငံရေးစုစည်းမှုတစ်ခုတက်ပေါင်းစုတစ်ခုကိုတိဆောက်နိုင်မှာပဲကျွန်တော်ကတော်လိုင်းကြီးရဲ့ရှေ့ကိုတော်လိုင်းကြီးရဲ့ဒီအချိန်ကိုကျွန်တော်ဆက်တယ်သွားလို့ရနိုင်ပြီလို့ကျွန်တော်တို့ယူဆရပါတော့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါအခုလိုမျိုးဆွေးနွေးပေးတဲ့ကွန်မြူနတီပါကျေးဇူးတင်ပါတယ်ပေါ့နော်ဒါဆိုရင်ကျမတို့ကဒီလက်ရှိနိုင်ငံရေးအခြေအနေရပေါ့နော်ဒီတော်လှန်ရေးကိုကျမတို့ရှေ့ဆက်တဲ့ဆောင်ဖို့ဆိုရင်အဓိကအရေးကြီးဆုံးကတော့ကျမတို့စစ်တပ်နဲ့လုံးဝမညှိဖို့လိုတယ်ပြီးလို့ရှိရင်စစ်တပ်နဲ့လုံးဝစစ်ဆက်ညှိနှိုင်းရေးလမ်းကြောင်းပေါ်ကိုမသွားဖို့လိုတယ်လို့ပြောသွားတယ်လို့ကျမနားလည်လိုက်တယ်နောက်တစ်ခုကကျမတို့ကအချင်းချင်းကြားမှာပို့ပြီးတော့ကျမတို့ဒီမဟာမိတ်တော်လှန်ရေးအချင်းချင်းတော်လှန်ရေးအစုအဖွဲ့အချင်းချင်းကြားမှာပို့ပြီးတော့ညှိနှိုင်းလှုပ်ဆောင်မှုလိုတယ်လို့ပြောသွားတယ်ပြီးလို့ရှိရင်ကျမတို့ကဒါမျိုးတော်လှန်ရေးအချင်းချင်းကြားမှာကျမတို့နိုင်ငံရေးအရာရောစကားပြောတဲ့အခါမှာကျမတို့အလုပ်လုပ်တဲ့အခါမှာကျမတို့အခက်အခဲလေးတွေကတော့ရှိတယ်ပေါ့နော်ဒီလိုအခက်အခဲမျိုးတွေဆိုလည်းကျမတို့ကဟိုမဟာမိတ်ဆက်ဆံရေးရာရှင်းဖို့ပဲလိုပြီးတော့ဒါမျိုးလက်နက်နဲ့ရှင်းဖို့ထိမသွားဖို့လိုတယ်လို့ပြောသွားတယ်လို့ကျမနားလည်လိုက်တယ်ပြီးလို့ရှိရင်ကျမတို့ကအခုချိန်မှာကျမတို့အားလုံးကစစ်ရေးအရာကျမတို့ကပူးပေါင်းဆောင်ရွက်နိုင်တဲ့အနေအထားအခင်းချင်းကိုရောက်နေပြီမဲ့ဒါပေမဲ့ကျမတို့ကနိုင်ငံရေးအရာပေါင်းစပ်ဖို့ကြတော့အများကြီးလိုနေသေးတယ်လို့ပြောသွားတယ်ပေါ့နော်အဲ့တော့ကျမတို့ကစစ်ရေးရောနိုင်ငံရေးရောအတူတကွပူးပေါင်းလှုပ်ဆောင်နိုင်မဲ့အခင်းချင်းတစ်ခုမျိုးကိုတွားဖို့လိုတယ်လို့ပြောထားတယ်လို့ကျမကတော့နားလည်လိုက်ပါတယ်ရှင်ဒါဆိုရင်ကျမကိုနေမကျမနောက်ဆုံးမိကုန်းလေးတစ်ခုမေးချင်တယ်ပေါ့နော်အခုဆိုရင်ကျမတို့ဒီတော်လန်ရေးအင်အားစုတွေဒီအဖွဲ့အစည်းတွေအားလုံးပေါ့နော်ဒီမျိုးလက်ခံနိုင်တဲ့အနိုင်ဆုံးဘုံလုပ်ငန်းစဉ်ကဘုံလုပ်ငန်းစဉ်ပေါ်ပေါက်ရေးအတွက်ပေါ့နော်ဘာတွေလှုပ်ဆောင်ဖို့လိုအပ်ပါတယ်လဲရှင်ဟုတ်ကျွန်တော်အနေဆုံးဘုံလုပ်ငန်းစဉ်ကျွန်တော်သွားဖို့ပြောတဲ့ခါမှာအရင်တော့ဟိုးရင်ထဲလည်းပြောခဲ့ပါတယ်အဖဟာနာဝီဝန်င်းစီကလည်းပြောခဲ့တဲ့အချက်ရှိတယ်ကျွန်တော်ကတူတာတွေတွဲလို့မတူတာတွေခွဲလို့ဆိုတဲ့ဟာမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီဆွမ်းနာလည်းကွန်ပျူတာပြောတယ်မဟာမိတ်တပေါင်းစုကြီးအားလုံးပါတဲ့နိုင်ငံရေးရဘုံဘောလူမျိုးရှိတဲ့နိုင်ငံရေးတပေါင်းစုကြီးကျွန်တော်ပေါ်ပေါက်ဖို့လိုတယ်ပေါ့နော်အဲ့တော့ရှေ့မှာဟိုကျွန်တော်တို့ဟိုစဉ်းစားစရာအခင်းချင်းတစ်ခုရှိတယ်
ဘာလဲဆိုတော့ UNCC ကတပ်ပေါင်းစုမဖြစ်ခဲ့ဘူးလားပေါ့ဆိုတော့ EAO တွေပါတယ်ရပ်ဖက်ဖွဲ့စည်းတွေပါတယ်တပိတ်အင်အားစုတွေပါတယ်ကျောင်းသမဂ္ဂကိုစားပြုပြီးတော့မှကျောင်းသမဂ္ဂမှာလှုပ်ရှားခဲ့ပြီးတဲ့လူတွေလည်းပါတယ်ဆိုတော့အမျိုးမျိုးလူတွေပါတယ်ဒါပေမဲ့အဲ့ဟာမှာစဉ်းစားချက်တစ်ချက်ရှိတယ်FTC ကဆွမ်းနာလည်းကျွန်တော်ပြောသွားတယ် Common Political Agreement ဆိုတဲ့ဘုံနိုင်ငံရေးသဘောတူညီချက်ကြီး process ကိုဆက်လုပ်ရတယ်ဆိုတော့တပ်ပေါင်းစုကြီးဖြစ်နေတဲ့တက်နဲ့တစ်ဖက်မှာဘုံနိုင်ငံရေးသဘောတူညီချက်ရှိရလုပ်နေရတယ်ဆိုတော့အဲ့တော့အနေဆုံးဘုံလုပ်ငန်းစဉ်တွေပြောတဲ့အခါမှာကျွန်တော်တို့ကနိုင်ငံရေးသဘောတူညီချက်ပဲအဲ့တော့အရင်ဆုံးဘုံရံတူဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ဘုံရံတူပြီလားပေါ့တစ်ချိန်ကအင်တာဗျူးတစ်ခုမှာကျွန်တော်နားထောင်ပူတယ်အဲ့တော့တချို့ရတဲ့ဘုံရံသူကစစ်တပ်ဖြစ်ပြီမယ်တချို့ရဘုံရံသူကစစ်တပ်မဟုတ်နေဘူးဆိုတဲ့ဟာမျိုးပေါ့ကျွန်တော်ကပြန်စဉ်းစားဖို့လိုတယ်ဆိုတော့အနည်းဆုံးတော့ကျွန်တော်ကဘုံရံသူတူနေဖို့လိုတာပေါ့နော်ဘုံရံသူတူနေဖို့လိုတယ်အဲ့ဘုံရံသူမတူဘဲနဲ့ကတော့ကျွန်တော်ကဘာမှရှေ့ဆက်လို့မရဘူးအဲ့တော့ဘုံရံသူတူပြီးရင်ကျွန်တော်ဘုံရီမှန်းချက်ရှိဖို့လိုတယ်အဲ့တော့အခုကွာဆိုတော့အခုကျွန်တော်တပေါင်းစုတွေဖွဲ့တယ်တစ်ဖက်မှာဒါ EAO နဲ့ UNG နဲ့ပေါင်းတဲ့ SCE ဆိုဖွဲ့တယ်အဲ့တော့တစ်ဖက်မှာလည်းဒါမြေပေါ်နိုင်ငံရေးအင်အားစုတွေက PCB လို့ဖွဲ့တယ်ဆိုတော့နောက်တစ်ခု local PDF တွေကလည်း SI ဆိုဖွဲ့တယ်ဒါပေမဲ့အခုချိန်ကြီးဘယ်ဟာဘယ်လောက်လောက်ဖြစ်နေလဲဆိုတော့ဘာမှအဖြေမသိရသေးဘူးအဲ့တော့သူတို့ဖွဲ့တဲ့ပုံစံကဘယ်လိုပုံစံမျိုးကျွန်တော်ကသွားမြင်လဲဆိုတဲ့အခါမှာကျွန်တော်တို့ရန်သူကိုတိုက်နေတဲ့တက်5တက်6တက်ရှိတယ်အဲ့တော့အဲ့5 6တက်ကလောလောဆယ်3လအတွက်ရိတ်ခါလိုတယ်အဲ့ရိတ်ခါကိုဘယ်လိုပေါင်းရှာမလဲဆိုတဲ့အဆင့်မှာပဲရှိတယ်လို့ကျွန်တော်မြင်တယ်ရိတ်ခါကိုဘယ်လိုပေါင်းရှာမလဲဆိုတဲ့အဆင့်မှာပဲရှိတယ်အဲ့အတွက်ကျွန်တော်ကတပ်ပေါင်းစုဖွဲ့တာအဲ့တော့နောက်တစ်ဆင့်ကျွန်တော်ရိတ်ခါကိုပေါင်းရှာပြီးနောက်တစ်ဆင့်သူစက်တိုက်မယ်ရန်သူစက်တိုက်မယ်ဆိုတဲ့အဆင့်ပြီးရင်သူတို့ချင်းချင်းနဲ့တိုက်မှာပဲဆိုတဲ့အနေအထားမျိုးမှာရှိတယ်ဘာလို့လဲဆိုတော့ဘုံရန်သူတို့တူတယ်နော်ဘုံနိုင်ငံကြီးညီမချက်ကမတူရင်အဲ့ပြဿနာချမှာအဲ့တော့ကျွန်တော်တို့ရှေ့မှာမြင်ခဲ့ရတယ်အမြင်ဆုံးမြင်အောင်ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ညီတောင်3ဖွဲ့လို့လည်းပြောတယ်3 brother ဟုအရန်ကိုအထင်ကြီးခဲ့တယ်ဒါရန်သူကိုလည်းကျွန်တော်တီတီချာချာတိုက်ခဲ့တယ်ပထမကျွန်တော်ဆုံးလာပြောပထမအဆင့်ဒုတိယအဆင့်ပြီးဒါပေမဲ့တတိယအဆင့်မှာစပြီးကွဲတာပဲဘာလို့လဲဆိုတော့ကျွန်တော်ဘုံနိုင်ငံကြီးညီမချက်တွေကမတူခဲ့တာလေဆိုတော့ကျွန်တော်ကအနေဆုံးကတော့ဘုံရန်သူတွေတူဖို့လိုတယ်ဘုံနိုင်ငံကြီးညီမချက်လည်းတူဖို့လိုတယ်အဲ့ကြောင့်ကျွန်တော်အမြင်နဲ့ပြောတယ်ကျွန်တော်တို့ကနိုင်ငံရေးရဲ့သဘောတူညီမှုတွေတိစောက်တဲ့ခါမှာဒီပြည်တော်စုထဲမှာပါဝင်ဖို့စိတ်ကူးမရှိရတဲ့သူတွေကိုခဏဖယ်ထားလိုက်ဒီပြည်တော်စုပေါ်မှာစိတ်ဆန္ဒရှိသေးတယ်ဒီငါတို့တွေပေါင်းလို့ရသေးရဲ့လို့လူတွေပေါင်းပြီးတော့ကျွန်တော်ကလို့အဲ့တော့ပေါင်းလို့မရတော့ဘူးဒီထဲမှာလည်းပေါင်းဖို့မပါတော့ဒီပြည်တော်စုဒီကြစစ်တကောင်စီပြုတ်ကျသွားတဲ့အချိန်မှာဒီအုပ်စုနဲ့လည်းမပေါင်းတော့ဘူးလို့တေချာပေါင်းစဉ်းစားထားတဲ့လူတွေလဲယူမယ်လို့စဉ်းစားထားတဲ့အုပ်စုတွေကိုကျွန်တော်ကပံ့ပိုးပေးရမယ်သူတို့နဲ့ညှိနှိုင်းထားရမယ်အနည်းဆုံးတော့စက်ကောင်စီပြပြပြီဆိုတဲ့အဆင့်မှာအတူတူတိုက်ကြမယ်ပြီးရင်ကျွန်တော်ကနိုင်ငံရေးရနယ်မြေတတ်မှတ်မယ်စီးစီးတတ်မှတ်မယ်ဒီအဆင့်တွေကြာကျွန်တော်နိုင်ငံရေးစကားပြောအောင်အဲ့တော့တေချာတော့ပထမအဆင့်ကတော့တူတယ်ဒုတိယအဆင့်မှာဘုံနိုင်ငံရေးမှကျွန်တော်မတူဘူးသူတို့ကလွတ်လပ်ရေးရဖို့ကျွန်တော်တို့ကပြည်တော်စုအနေနဲ့ဆက်သွားဖို့ဆိုတော့အဲ့တော့ရန်သူနဲ့တိုက်တဲ့နေရာမှာတော့စကားပြောမယ်နိုင်ငံရေးရတော့ကျွန်တော်တို့ကစကားပြောနေကြတော့အရင်ကြီးမလို့တော့အဲ့တော့ကျွန်တော်တို့ကသွားမဲ့အုပ်စုတွေစကားပြောဖို့လိုတယ်ပေါ့နော်ဆိုတော့ပြောချင်တာကကျွန်တော်တို့နိုင်ငံရေးမှချက်တွေတိတိကျကျပုံမှန်လင်းလင်းပြောဖို့လိုတယ်ရှင်းရှင်းပြောရင်ကျွန်တော်တို့နိုင်ငံရေးကယူသားဖို့လိုတယ်အကုန်လုံးကယူသားနေဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော် SCE ရဲ့ပေါ်လာတော့မှကျွန်တော်ကဗာပြင်းပြင်းနေဆိုတော့ကျွန်တော်တို့ကရှေ့မှာဖွက်ခဲ့တဲ့ DAB တို့ UNFC တို့တွားမြင်တယ်တခါလေကျွန်တော်ကUNFC 2.0များလာပေါ့ UNFC ကို upgrade မြင်လိုက်တာပေါ့နော်ဆိုတော့ DAB တို့ကလည်း KIA တို့ KNU တို့ KNPP တို့ဒီ K3C ပါတာပဲဆိုတော့ဒီ K3C ပါတာပဲဒါပေမဲ့တရုတ်ရဲ့ PR ကြောင့် DAB ပြိုကွဲသွားတယ်လို့ကျွန်တော်တို့ဖတ်ခဲ့ရတယ်ဆိုတော့တေချာလို့မသိဘူးနော်တရုတ်ရဲ့ PR ကြောင့် KIA ထွက်သွားမှ DAB ဖြတ်စည်းသွားဒါပေမဲ့တခါစစ်တပ်နဲ့စစ်တပ်ညီနိုင်မှုဆိုပြီး UNFC 2.0ဖွဲ့အဲ့တော့တစ်ဖက်မှာ PCB ကလည်းမြေပေါ်နိုင်ငံရေးလုပ်ဖို့ကဘာနဲ့တူလဲဆိုတော့တစ်ဖက်မှာ DAB ရှိနေပါနဲ့ထဖွဲ့တဲ့ ENC နဲ့တူတယ် Ethnic National Council ဆိုတဲ့အဲ့1990နဲ့2000ခုနှစ်ကျောင်းမှာဖြစ်ခဲ့တဲ့အခင်းချင်းနဲ့တွားတူတယ်အဲ့တော့ ENC ဒီတစ်ချိန်မှာဘာဖြစ်သွားလဲဆိုတော့ NCA လမ်းကြောင်းကိုတက်သွားတဲ့အုပ်စုဖြစ်သွားတယ်အဲ့တော့ဒါဒီ Ethnic National Council ဆိုဖွဲ့တယ်ဖွဲ့ပြီးတော့မှစစ်ကောင်စီနဲ့စကားပြောဖို့စစ်စက်ညီနိုင်လုပ်ဖို့ဆိုပြီးတော့တွားတယ်အဲ့တော့အဲ့ခါတော့ကပါခဲ့တဲ့ဒီမန္တလေးတိုက်ပွဲမှာပါခဲ့တဲ့ ABSDF တွေကိုမေးခဲ့ပိုတိတယ်။ဘာလို့လဲသူတို့ဆိုရင်ကရင်မှာတိုက်နေတယ်ကရင်ကစစ်စစ်ညီတိုင်းတော့ပဲဟေ့ဆိုကရားကိုပြေးတယ်။ကရင်တွေကိုပြေးတယ်။ကရင်တွေကတော့ကရင်တွေကစစ်စစ်ညီတိုင်းတော့သူတို့တွေဟိုကလာတော့တစ်ခါထပ်ပြေးတယ်
တမိုင်းရောက် ABSD ကအပြစ်မရက်ချင်တော့ပတ်ပြေးရတယ်နောက်ဆုံးတော့ ABSD ရဲ့ဒီ NCA လမ်းကြောင်းကိုရောက်သွားတယ်အဆင့်ရောက်သွားတယ်ဘာလို့ဆိုအရင်တော့သူမရက်ချင်လို့သူပတ်ပြေးသေးတယ်ပတ်ပြေးလို့မရတဲ့အနေထားရောက်သွားဆိုတော့ဟိုဒီခင်းကြီးကကျွန်တော်တမိုင်းမှာရှိတယ်တမိုင်းရဲ့တစ်ဖက်ပြန်လဲတာလားပေါ့ဟိုဆွမ်းနာကိုမျိုးသူကပြောလို့ပဲကျွန်တော်တော်လိုင်းနိုင်ချင်းစစ်တက်နေတော့စကားပြောဖို့မလို့စစ်ကျွေးစုံစင်းနေမတတ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဖွဲ့လိုက်တဲ့တပ်ပေါင်းစုကကျွေးစုံစင်းနေလုပ်တဲ့တပ်ပေါင်းစုမဟုတ်ဘူးဖြစ်ဖို့လိုတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကစစ်တပ်ကိုနိုင်ငံရေးရဖယ်ဖို့ဘုံရန်သူပပျောက်သွားဖို့လိုတဲ့ခါမှာစစ်နိုင်တိုက်ရေးမှုကတော့လိုဖို့လိုတယ်စစ်နိုင်တိုက်ရေးမှုကိုတကယ်ပြပြတတ်လိုင်းချဖို့လိုတယ်ဒါပေမဲ့လက်ရှိအချိန်တွေထိ SCE ကကြီးညာတာကောဘာရောကျွန်တော်လိုက်ဖတ်တယ်စစ်နိုင်တိုက်ရေးမှုချက်မှမတွေ့ရအောင်ကျွန်တော်ကစစ်နိုင်တိုက်ရေးမှုကိုတောင်မှနိုင်ငံရေးကကျွန်တော်လိုင်းမကျနိုင်တာကအယံဝမ်းနေဖို့ကောင်းတယ်ကျွန်တော်ကစစ်နိုင်တိုက်ပြီးမှကျွန်တော်တို့ကနိုင်ငံရေးကကျွန်တော်တို့စကားပြောလို့ရပါလိမ့်ကျွန်တော်ကစစ်မနိုင်မတိုက်ဖေးနေရတော့ပြောလို့မရအောင်အဲ့တော့စစ်တပ်နဲ့တွဲဆုံဆွေးနွေးပြီးတော့ကျွန်တော်တို့ကစစ်တပ်ကိုမြန်မာနိုင်ငံမြေပုံကဖယ်ရှားလို့ကိုမရတာအင်ဒိုနီးရှား model လည်းမရဘူးဘယ် model မှမရဘူးဘာလို့လဲဆိုတော့စစ်တပ်ဆိုတဲ့အဆောက်အုံတစ်ခုလည်းရှိနေတာမဟုတ်ဘူးစစ်တပ်ရဲ့ကိုကြိုးစည်းဝါးဆိုတဲ့အဆောက်အုံမှာရှိနေတယ်အဲ့တော့အာဏာသိမ်းတာနေမင်းအောင်လည်းအာဏာသိမ်းတာမဟုတ်ဘူးစစ်အရေးကြီးစနစ်စစ်အုပ်စုကြီးကအာဏာသိမ်းတာဖြစ်တယ်အဲ့တော့မင်းအောင်လည်းတောက်တယ်မဟုတ်ဘူးစစ်အုပ်စုလည်းကြီးရှိတာအုပ်စုလည်းရှိတယ်ဒီအုပ်စုကြီးတစ်ခုလုံးဖယ်ရှားနိုင်မှာကိုရမှာဒီအုပ်စုကြီးဖယ်ရှားဖို့အတွက်ကတော့စစ်အနိုင်တိုက်ရေးမှုမှာတပါချာမရှိဘူးအဲ့တော့စစ်အနိုင်တိုက်ရေးမှုကိုအနိုင်ဆုံးကျွန်တော်ဘုံလုံငန်းစင်နေတဲ့တပ်ပေါင်းစုတွေကချနိုင်ဖို့ကိုလိုတာအဲ့ဒီတော့ကျွန်တော်နိုင်ငံရေးရယူသားဖို့လိုတယ်ငါတို့ကစကားမပြောဘူးဆိုတော့ကိုမျိုးတွေ့ပြောလို့ငါတို့စကားမပြောဘူးအကောင်အမြင့်ပြတ်အောင်တိုက်မယ်အဲ့လောက်ဒီသဘောတူဖို့လိုတာအဲ့ဟာကိုသဘောတူရင်ကျွန်တော်ကတော်တော်များများရှင်းဆက်လို့ရနေပြီလို့ကျွန်တော်တော့မြင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလိုမျိုးဆွေးနွေးပေးတဲ့ကိုနေမုံကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ရဲ့ဒီတော်လိုင်းအင်အားစုတွေအဖွဲ့အစည်းတွေအားလုံးကဒီစစ်အနိုင်တိုက်ရင်မှုကိုအဓိကအနိုင်ဆုံးဘုံလုပ်ငန်းစဉ်အဖြစ်ထားဖို့လိုတယ်လို့ပြောသွားတယ်လို့ကျမကတော့နားလည်လိုက်ပါတယ်ရှင်အခုလိုမျိုးဆွေးနွေးပေးတဲ့ကိုနေမုံကျေးဇူးတင်ပါတယ်ဒါဆိုရင်ကိုမျိုးသူရအနေနဲ့ကရောဒီတော်လိုင်းအင်အားစုတွေအဖွဲ့အစည်းတွေအားလုံးလက်ခံနိုင်တဲ့အနိုင်ဆုံးဘုံလုပ်ငန်းစဉ်ပုံပေါက်ရေးအတွက်ဘာတွေလုပ်ဖို့လိုအပ်ပါလဲရှင်ဟုတ်ကျေးဇူးပါကျွန်တော်ဒီကျွန်တော်ဆွေးနွေးချက်တွေကိုအဓိကတော့လို့ကျွန်တော်တော်လိုင်းရဲ့ပန်းနိုင်အောင်သွားတော်လိုင်းရှိနေတာလည်းဆက်ရအောင်ဆိုလို့ရှိရင်ဘာလုပ်ဖို့လိုလဲကျွန်တော်ဒီတပ်ပေါင်းစုတစ်ခုတိဆောက်ဖို့လိုတယ်ပေါ့တပ်ပေါင်းစုတစ်ခုတိဆောက်ဖို့လိုတယ်ကိုနေလိုက်ရှိမှတောက်လျှောက်ဆွေးနွေးသွားတာသူပြောရလဲဒါပဲတပ်ပေါင်းစုတိဆောက်ဖို့လိုတယ်တပ်ပေါင်းစုတိဆောက်တဲ့အခါမှာဘာကိုကြည့်ပြီးစောင့်နေဆိုတော့သူပြောသွားပါတော့အဲ့တော့ကျွန်တော်ရဲ့ user ချက်ကအဲ့ညာပဲကျွန်တော်ဒီနေသုံးပုံလုပ်ငန်းတွေတွေကကိုအဲ့လိုတော်လိုင်းဒီ80တဲဝါလို့ရအောင်ကျွန်တော်လုံးလို့ရတာဒီဘယ်လိုလဲတပ်ပေါင်းစုကနေကျွန်တော်ကဆက်ပြီး carry လုပ်တယ်ဆိုတော့ကျွန်တော်သွားဖို့ဖြစ်နိုင်ပါတော့ဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံရေးကဒီစီးနှောင်ထားမှုမရှိဘူးစုဖွဲ့ထားမှုမရှိဘူးဆိုလို့ရှိရင်တစ်ဖွဲ့ချင်းစီကဆွဲမှာပဲတစ်ဖွဲ့ချင်းစီဆွဲမှာစစ်တပ်ကသူ့မှာအတွေ့အကြုံနှစ်80နီးပါးရှိတယ်ကျွန်တော်မှလည်းနှစ်80နီးပါးရှိတယ်ဒါပေမဲ့သူတို့ကကြတော့သူတို့ရှိတဲ့အတွေ့အကြုံတွေကျွန်တော်ရှိတဲ့အတွေ့အကြုံတွေကျွန်တော်မှရှိတဲ့နှစ်80နီးပါးအတွေ့အကြုံတွေကျွန်တော်ကတော်လိုင်းပုံကန်တဲ့အတွေ့အကြုံပဲကျွန်တော်ရှိတယ်စစ်တပ်ကကြတော့သူ့ရဲ့နှစ်80လုံးကအတွေ့အကြုံကကျွန်တော်တို့ဘယ်လိုထိုးခွဲရမလဲဘယ်ချိန်မှာဆွဲစီရမလဲဘယ်လိုချိန်ဆွဲရမလဲဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကောင်းကောင်းကြီးတည်ရတူဌာနအနေနဲ့တူပြောလို့ရတယ်ပေါ့ဗျာ။ကျွန်တော်တို့အဲ့ခါကိုဒီထားရှောင်ကျင်နိုင်မှုဆိုလို့ရှိရင်ပြန်ကျဲနေလို့မရဘူး။ပြန်ကျဲနေရင်တော့တစ်ဖွဲ့ချင်းစီဆွဲမှာ။တစ်ဖွဲ့ချင်းစီဆွဲမှာပဲ။သူကတဖြည်းဖြည်းချင်းကျွန်တော်တို့လုံး။သူအဓိကတော့သူကသူ့မှာကချိန်ဆွဲနိုင်လေသူကပို့ပြီးတော့အလုပ်လုပ်လို့ကောင်းတယ်တူတယ်ပါ။ကျွန်တော်တို့အတွက်ကြောင့်လည်းချိန်ဆွဲကျွန်တော်ကအချိန်ဆွဲထားလေကျွန်တော်တို့အတွက်ကြံ့ကြာလေဖြစ်မှာပဲ။အဲ့တော့ကျွန်တော်တို့ကဒီလိုနဲ့အဲ့ခါတွေကိုကျွန်တော်မြန်ပြီးဆုံးကျင်တယ်မြန်ပြီးဆုံးတယ်ဆိုတော့ဘုံရင်းကတော့ချက်ချင်းမအောင်များ9နှစ်လည်းမအောင်ရှိမှကျွန်တော်နှပ်လို့ပဲဒါမို့48ကစားခဲ့ကိစ္စအခုချိန်ကြီးမပြီးရဘူးဗျာအဲ့တော့အဲ့ဟာကြီးကကျွန်တော်တို့မြန်ပြီးဖို့မြန်ဆိုဗျာမကြတော့တဲ့ကာလရမှာပေါ့လို့နောက်ထပ်နေ့20လေးဖြစ်အောင်ဖြစ်နိုင်တယ်ဒါမှမဟုတ်လေ10နှစ်တူနဲ့ဖြစ်အောင်ဖြစ်သွားနိုင်တယ်ပဲဒီတကယ်တော့ရှေ့တုန်းကဆိုတော့ online စာနဲ့ကျွန်တော်စုခဲ့လို့ရှိရင်ဒီချိန်ဆိုပြတ်အောင်ပြတ်လာပြတ်တယ်ဆိုတော့စစ်တပ်ကိုဖြတ်လို့ပြတ်တော့ပြောနေတာကျွန်တော်တို့ကြာရမှာညှိရတယ်နိုင်နေကျွန်တော်ကအများကြီးတွားရအောင်ရှိတယ်ပေါ့ကျွန်တော်အဲ့ခါကြီးလုပ်ဖို့ဆိုကျွန်တော်ကဒီကောင်ကိုမြန်ဖြတ်ဖို့တတ်နိုင်တယ်လို့မြန်ဖြတ်ဖို့ဆိုကျွန်တော်တို့အချိန်ကြာမှာစုစည်းတာဥစ္စာကိုကျွန်တော်လုပ်ဖို့ပဲလို့အဲ့တော့ဒီလိုစုစည်းဖို့ဆိုလို့ချင်းလည်းကျွန်တော်ခုနပြောရပါဒီမှာအမှန်ပြီးဝယ်ပြီးပေါ့နော်အဲ့လိုအနေဆုံးပုံလုပ်ငန်းတွေကတော့ကျွန်တော်အနေဆုံးဒီတပ်ပေါင်းစုတည်ဆောက်ဖို့အတွက်နိုင်ငံရေးအစုစည်းတည်ဆောက်နိုင်မှုအတွက်အဲ့လိုမျိုးတော်ပေါ့အဲ့လိုဒီတစ်မျိုးသားလုံးညီညွတ်ဖို့အတွက်ဆိုရင်တော့အနေဆုံးပုံလုပ်ငန်းတွေကတော့ကျွန်တော်ကလုပ်နိုင်ဖို့လိုတယ်လို့
ဆပေါ့နော်ဘုံလုပ်ငန်းတွေတည်းပေါ်ဖို့လို့ယူဆပေါ့အဲ့ဒီဘုံလုပ်ငန်းတွေတည်းလို့ပြောလို့ရှိရင်ဒီနေသုံးဘုံလုပ်ငန်းတွေတည်းလို့ပြောနေကျွန်တော်ကတော့ကျွန်တော်ဖတ်ဘူးတဲ့စာဟုတ်အဲ့ဒီစာတွေကဟာတွေပဲကျွန်တော်ပြင်းနေပေါ့နော်ဒါမျက်မှောက်ချီနေနဲ့ဒီလက်ရှိပဂတိချီနေနဲ့ကြိုက်တယ်ပေါ့နော်ကြိုက်တယ်ဆိုတာသူကတော့လို့ဒီဘုံလုပ်ငန်းတွေတည်းတိဆောက်တယ်တပ်ပေါင်းစုတည်းတိဆောက်တယ်ဆိုတော့ဘာတွေလိုလဲပေါ့တပ်ပေါင်းစုတည်းတိဆောက်ရခဏဘုံလုပ်ငန်းတွေတည်းလိုပဲโอเคဘုံလုပ်ငန်းတွေတည်းလိုတယ်ဆိုလို့ရှိရင်အဲ့ဘုံလုပ်ငန်းတွေတည်းအတွက်ပေါ်ပေါအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီနိုင်ငံရေးရည်မှန်းချက်တူတဲ့ဒီညီညွတ်ချင်တာနဲ့တပ်ပေါင်းစုတိဆောက်ချင်တဲ့တွေ့ကြမှာဘုံရည်မှန်းချက်တူဖို့လိုတယ်ပေါ့ပြီးတော့နောက်တစ်ခုကတော့ဘုံရည်မှန်းချက်တူတယ်ဆိုလို့ရှိရင်လည်းနောက်တစ်ဆင့်မှာတော့ကောင်းတယ်ဖော်မဲ့လုပ်ငန်းစဉ်တူဖို့လည်းလိုတယ်ဆိုတော့ဆိုတာပြောသူအဲ့ဒီဟိုအဓိကကျွန်တော်ကဒီဘကပါရဲ့စာရီတွေမှာဖတ်ဖို့ပါပဲသူကတူဒီဥစ္စာဆိုလို့ရှိရင်သူပြောတာရှင်းသူကဘုံလုပ်ငန်းစဉ်တွေကိုဖော်နိုင်တယ်ဘုံရည်မှန်းချက်အထိဖော်နိုင်တယ်ဒါပေမဲ့အဲ့ဒီဟာတွေပြီးသွားလို့ရှိရင်နောက်ဆုံးမှာအရေးကြီးဆုံးဖြစ်တယ်အကောင့်ထဲဝိုင်းဖော်မဲ့လုပ်ငန်းစဉ်တွေကိုချတဲ့အခါမှာခက်ခဲတွေ့တယ်အဲ့ဟာပဲကျွန်တော်တို့အသားစီးဖြစ်စီရလို့ပြောအဲ့တော့ကျွန်တော်တို့ကအဲ့ခက်ခဲကိုကြော်ဘူးကျွန်တော်တို့ကတောက်လျှောက်ခုနပြောလို့က280နီးပါးလောက်အတွေ့အကြုံကကျွန်တော်ရဲ့အားနည်းချက်တွေကိုကျွန်တော်က280လောက်တော့မှတွေ့ခဲ့ပြီးတောက်လျှောက်ကြည့်မြင်ခဲ့ရပြီးပါတယ်နော်အဲ့တော့ကျွန်တော်အဲ့အားနည်းချက်တွေကိုကြော်သွားဖို့ကြိုးစားဖို့လိုတယ်ပေါ့အဓိကတော့ခုနဘုံလုပ်ငန်းတွေတည်းပေါ်လာဖို့ဒီဘုံမှန်ချက်တူရမယ်အကောင့်ထဲပေါ်ဖို့လုပ်ငန်းတွေကျွန်တော်ဖော်နိုင်ရမှာပေါ့ဒါပေမဲ့ခုချိန်ကြီးကျွန်တော်အဲ့အကောင့်ထဲပေါ်တဲ့လုပ်ငန်းတွေကိုကျွန်တော်မလုပ်နိုင်ကျွန်တော်စုကြတယ်တောက်လျှောက်စုနေကြရပဲစုနေကြခုနပြောကျွန်တော်ဖွဲ့စည်းကျွန်တော်ပေါ်လာတယ်ဒီနောက်ပိုင်းမှာပေါ်ရဖွဲ့ရအောင်ပြောဦးရှိန်ကလည်းပေါ်တယ်ဒါပေမဲ့အဲ့ဟာတွေကတော့ရီမန်းချက်တိပဲတူတယ်အကောင့်ထဲပေါ်မယ်ဆိုတဲ့နေရာမှာတော့ခွဲဟာ FC ရဲ့ဆိုလို့ရှိရင်အခုအတစ်ပေါ်တယ်ဟာ FC ရဲ့လုံးဝအတစ်ပဲဗျာရက်ပိုင်းပဲရှိတယ်အဲ့ဟာဆိုလို့ရှိရင်လည်းသူကပြက်နာပါလေဆိုကျွန်တော်စနေဆိုသူက data တစ်ခုစီကနေဖြစ်နေ data တစ်ခုစီကနေဖြစ်နေအဲ့ဟာကိုစုရရဟာတွေကစုစည်းနိုင်နေဆိုတဲ့ဟာသူအဲ့လိုပြောမယ်အဲ့လိုဆွေးနွေးမှုရတော့စုစည်းနိုင်တယ်လက်တွေ့အကောင့်ထဲပေါ်တဲ့လုပ်ငန်းတွေမှာပြောတဲ့ခါကြလို့ရှိရင်ပြက်နာတက်မဲ့ဟာမျိုးဖြစ်ပြက်နာတက်မဲ့ဆိုတော့ဗျာဟို data မှာတစ်ခုပေါ့ဒီ data မှာတစ်ခုပေါ့ဆိုလို့ရှိရင်စစ်တပ်ကနေရင်းရလွယ်တော့ဒီအဲ့ဟာကြီးကျွန်တော်ကြော်လာနိုင်ဖို့လိုရပေါ့အဲ့တော့ကျွန်တော်တို့အခုအဲ့လိုမျိုးဒီအကောင့်ထဲပေါ်နိုင်တဲ့လုပ်ငန်းစဉ်တွေပေါ်လာအောင်လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့စဉ်းစားမှုရောကျွန်တော်ရဲ့နားလည်မှုရောကျွန်တော်တွေးကြုံအောင်ကျွန်တော်တွေးကြုံအောင်ဘာမှမရှိပါဘူးဒါပေမဲ့ကျွန်တော်ဖြတ်တန်းမှုလောက်တွေးကြုံအောင်ဆိုလို့ရှိရင်တော့တက်ဆိုင်ရာဖွဲ့စည်းတွေကသူအဖွဲ့စည်းလိုက်သူကတိကျပြန်ဆွေးနွေးရမယ့်ကိစ္စဖြစ်သွားကျွန်တော်အခုဒီတော်လိုင်းကြီးလောက်တာအခု9နှစ်ပေါ့ဗျာ9နှစ်အတွင်းမှာကျွန်တော်တိလောက်ပေါ့ကျွန်တော်ဖြတ်တန်းမှုလောက်ပေါ့ကျွန်တော်ကြုံတွေ့ရတဲ့ဟိုအတွေ့အကြုံအောင်နှစ်ခါတော့ရှိတယ်သူကအဖွဲ့စည်းတွေကသူတို့အဖွဲ့စည်းတွင်းထဲမှာသူတို့ဘာလုပ်မလဲဆိုတော့ဆွေးနွေးနိုင်တယ်အားနဲ့သူကလက်ရှိအချိန်တွေမှာငါတို့အင်အားတော့ဘယ်လောက်ရှိလဲတော်လိုင်းကြီးအယူကဘယ်လောက်ဖြစ်နေပြီငါတို့အင်အားနဲ့တော်လိုင်းကြီးယူနေရတော့ဘယ်လိုရှိလဲဆိုအချင်းရှင်းထိုးတုံးတက်ဖို့လို့ငါတို့ဘာလုပ်တင်လဲပေါ့ဒီချိန်မှာဒီလားအဲ့လို6လအတွင်းမှာဘာဖြစ်ရမလဲတစ်နေ့အတွင်းမှာဘာဖြစ်ရမလဲတပ်ပေါင်းမှုမှာဆိုလဲအဲ့လိုမျိုးပုံစံနဲ့တွားဖို့ဆိုလို့ကျွန်တော်မလုပ်နိုင်မဆွေးနွေးနိုင်ဒီကကျွန်တော်တခြားဖွဲ့စည်းတွေကိုလည်းကူပြတဲ့ဖွဲ့စည်းတွေမှာလည်းအဲ့တိုင်းပဲသူကအဲ့လိုအပြင်ဖွဲ့စည်းတွေနဲ့ပေါင်းဆက်လောက်ကင်ဖို့ဘာဟုတ်ကျွန်တော်မှအများကြီးရှိကြတယ်ဆွေးနွေးကြတယ်စဉ်းစားကြတယ်လောက်ကင်ကြတယ်ဆိုပြီးမဲ့သူအဲ့ဟာတွေကအပြင်ဖွဲ့စည်းနေပဲဖြစ်ဖြစ်ကိုယ်ဖွဲ့စည်းထဲမှာကျတော့ဘာလုပ်မလဲဆိုတဲ့ဥစ္စာမပြတ်ဘူးအဲ့တော့ခုနကပြောတဲ့တပ်ပေါင်းစုတည်ဆောက်ရမယ်ဘုံလုပ်ငန်းတွေဖော်ရမယ်ကောင်းတယ်ဖော်ရမယ်လုပ်ငန်းတွေရှိရမယ်လို့ပြောတဲ့အခါမှာသူကကိုယ့်အင်အားကိုမသိဘူးရန်သူအင်အားကိုလည်းမသိဘူးချင်းတွေကိုလည်းမသိဘူးအဲ့ခါကျတော့ကျွန်တော်အဲ့အကောင့်ထဲဖော်နိုင်တဲ့လုပ်ငန်းတွေအဲ့မှာပျောက်သွားကျွန်တော်ရဲ့နားလည်းမရပြောပေါ့နော်အဲ့တော့ကျွန်တော်ဒီနေဆုံးဘုံလုပ်ငန်းတွေတည်းပေါ်လာဖို့ဆိုလို့ချင်းဘာလုပ်ငန်းတွေပေါ်ရမယ်ဟိုဘာလို့ကတော့ဒါကတော့အကုန်လုံးလည်းတည်ပြရှင်းတယ်ဒါပေမဲ့အဲ့လုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဖို့ဆိုလို့ချင်းကျွန်တော်တို့ကပထမဆုံးပြန်လုပ်ရမှာလားကျွန်တော်ရဲ့တက်ဆိုင်ရာအဖွဲ့အစည်းတွေအကုန်လုံးဒီရှိပြအဖွဲ့အစည်းတွေကတို့စုဖွဲ့ထားတဲ့ပုံစံတို့ပြန်ပြီးတော့ဘယ်လိုပြန်သုံးတတ်တယ်လက်ရှိနိုင်ငံရေးအခြေအနေကိုသုံးတတ်တယ်ပြီးရင်တော့သူတို့ဖြစ်နိုင်တဲ့လုပ်ငန်းတွေကိုသူတို့ချဖို့လိုတယ်အဲ့ဟာကိုကျွန်တော်ပြန်သွားဖို့လိုမယ်လို့ကျွန်တော်ယူဆပါတော့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါအခုလိုမျိုးဆွေးနွေးပေးတဲ့ကိုမျိုးသူရကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်ဒါဆိုရင်ကျမတို့ရဲ့ဒီတော်လိုင်းအင်အားစုတွေအဖွဲ့အစည်းတွေအားလုံးလက်ခံနိုင်တဲ့ဒီအနှိမ့်ဆုံးဘုံလုပ်ငန်းစဉ်ပေါ်ပေါက်ဖို့ဆိုရင်တော့အဓိကကျမတို့ကဒီတပ်ပေါင်းစုတစ်ခုကိုကျမတို့တိစောက်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးတပ်ပေါင်းစုတွေကျမတို့တိစောက်တဲ့အခါမှာလည်းဒီတက်ဆိုင်ရာအဖွဲ့အစည်းတွေကကိုယ့်ရဲ့အဖွဲ့အစည်းအတွင်းထဲမှာတင်ဒီမြေပြင်မှာဖြစ်နေတဲ့အခြေအနေအခင်းချင်းတွေနဲ့ပြန်ပြီးတော့ကိုယ့်ရဲ့အင်အားကိုပြန်ပြီးတော့ဝေဖန်ဖို့လိုတယ်
သုံးသပ်ဖို့လိုတယ်ကိုယ့်အကူပြန်ပြီးတော့အားကောင်းအောင်လုပ်ဖို့လိုတယ်လို့ပြောသွားတယ်လို့ကျွန်မနားလည်လိုက်တယ်ပြီးလို့ရှိရင်ကျွန်မတို့တွေကဟိုနိုင်ငံရေးအရာကျွန်မတို့ကစုဖွဲ့မှုလည်းလိုတယ်ဒါပေမဲ့အဲ့လိုမျိုးစုဖွဲ့လိုက်တဲ့အခါမှာကျွန်မတို့ကဟိုဘာတွေလုပ်ကြမလဲဆိုတော့ဘုံလုပ်ငန်းစဉ်တူတာတွေရီမန်းချက်တွေတူတာတွေအထက်ကကျွန်မတို့ကတွားပြီးတော့တကယ်တမ်းမှာကျွန်မတို့အကောင့်ထဲပေါ်နိုင်ဖို့အတွက်ကြတော့ကျွန်မတို့ကထိထိရောက်မလုပ်နိုင်ဘူးအားနေနေရဲ့ဒီမှာတင်ရက်နေတယ်လို့ပြောသွားတယ်လို့တော့ကျွန်မကတော့နားလည်လိုက်ပါတယ်ရှင်အခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ကျမတို့ဒီဆွေးနွေးပွဲကနေပြီးတော့ကျမတို့ရရှိလာတဲ့ဒီရဲ့ဆွေးနွေးချက်တွေကပေါ့နော်ကျမတို့ကဒီနိုင်ငံရေးတရားဝင်မှုဆိုတာကကျမတို့ကပြည်သူနဲ့တသားတည်းရှိနေလို့ရှိရင်တော့ပြည်သူတွေကဒါလက်ခံနေမှာပဲဖြစ်တယ်ပြီးလို့ရှိရင်ကျမတို့ကဒီရဲ့ပြည်သူလူထုကိုဒီတော်လှန်ရေးကိုပေါ့နော်ကျမတို့ဒီစိတ်မပြတ်သွားဘူးလို့ရပေါ့နော်လူထုကဒီတော်လန်ရေးမှာဆက်ပြီးတော့မပါလာလို့ရှိရင်ကျမတို့ကဒီတော်လန်ရေးရဲ့ဒီမှာတင်မဲ့ကျမတို့ရသွားနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်လို့ပြောသွားတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျမတို့ကစစ်တပ်နဲ့လုံးဝမညှိဖို့စစ်တပ်ရဲ့ကျမတို့ဒီစိတ်ဆက်ညှိနှိုင်းရေးလမ်းကြောင်းပေါ်ကိုမသွားဖို့လိုတယ်လို့ပြောသွားတယ်လို့ကျမနားလည်လိုက်တယ်ပြီးတော့ကျမတို့ကဒီမင်းအောင်နိုင်ဒီစစ်အုပ်စုတစ်ခုတည်းကျမတို့ကတိုက်နေတာမဟုတ်ဘဲနဲ့ဒီစစ်ရန်တရားတစ်ခုလုံးကိုကျမတို့ကတိုက်နေတာပဲဖြစ်တယ်ပြီးလို့ရှိရင်ကျမတို့ကဒီစစ်အနိုင်တိုက်ရေးမှုကိုကျမတို့ကတိုက်ဖို့ထိကျမတို့လိုတယ်လို့ပြောသွားတယ်လို့ကျမကနားလည်လိုက်တယ်ပြီးလို့ရှိရင်ကျမတို့ကတကယ်ကိုစနစ်ကြတယ်တကယ်ကိုစူးစီးမှုအကောင့်တဲ့တပ်ပေါင်းစုတစ်ခုဖွဲ့ဖို့လိုအပ်တယ်လို့ပြောသွားတယ်လို့တော့ကျမကတော့နားလည်လိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အခုလိုမျိုးဆွေးနွေးပေးတဲ့ဆရာတို့ကိုလည်းကျမကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါ